ဝါစာတို့မြက်တောင်ဗီဒီယိုလေးဖြတ်ခံလိုက်ရလို့အသစ်ပြန်တင်တာပါအစားအနေအကုန်ပြပေးပါမယ်နော်ပထမဆုံးကတော့ Frost Black ကိုမှသူမိုးမှာဒီအလျားအတိုးရှင်2မျိုးရှိပါတယ်အတိုးကကျတော့ original width သူက 21.5mm ရှိပြီးတော့ plus ကကျတော့ 23mm မျက်လုံးကြီးတဲ့လူဒီပို့ပြီးတော့မျက်လုံးမှာနေရာလွတ်နေရာမကြိုက်ဘူးဆိုလို့ရှိရင်တော့အလျားရှည်တာလေးကိုယူပေါ့နော် original width ကတော့တချို့မျက်လုံးကျဲတဲ့လူတွေမျက်လုံးရှည်တဲ့လူအဓိကကတော့လွယ်ပြောမျက်လုံးပြူတဲ့လူဆိုလို့ရှိရင်ပေါ့နော်မျက်တောင်လွတ်နေတဲ့နေရာတွေရှိတတ်ပါတယ်အဲ့တော့အလျားရှည်တာလေးကပိုအဆင်ပြေတယ်cloudy black ကတော့အခုသူကတစ်ဆိုင်ပဲလာပါတယ်သူကတော့တက်လိုက်လို့ရှိလို့ရှိရင်မျက်တောင်ဆက်ထားသလိုမျိုးပုံစံပြရတယ်ပုံစံလေးရတယ်ပေါ့နော်သူကကျတော့အရင် complicated ဖြစ်တာမျိုးမဟုတ်ဘူးပုံစံလေးပတ်တန်လေးကတော့ရိုးရိုးလေးပဲကြည့်လိုက်လို့ရှိရင်မျက်တောင်ကိုထူထူလေးဆက်ထားသလိုမျိုးပေါ့နော်မျက်တောင်ဆက်ထားသလိုပုံစံမျိုးလေးဖြစ်ပါတယ်daily look မှာတော့အဆင်ပြေလားဆိုရင်တော့အဆင်တော့ပြေတယ်ဒါပေမဲ့မျက်တောင်တက်ထားတာအရန်သိတာတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကမိုးရဲ့အကြိုက်ဆုံးလို့ပြောလို့ရတဲ့ဟာလေးပါ daily look ထဲမှာခုနက frost black ပြီးရင်တော့ဒါလေးကလည်းလူကြိုက်အများဆုံးပေါ့နော် frost black ကတော့ပထမဆုံးလူကြိုက်အများဆုံးလို့ပြောလို့ရပါတယ်ဒီ daily look ထဲမှာကြတော့ဒါလေးကလည်း plus size ပါသူကအလျား 23mm ရှိတာလေးပါမိုးကတော့ဒါမိုးရဲ့ number 1 favorite လေးပါနော်သူကကြတော့တော်တော်လေးကိုတတ်ထားလို့ရှိရင် daily look မှာအရန်ကို natural ဆန်ပြီးတော့လှပါတယ်ဒီပေါ်ဗီဒီယိုထဲမှာဆိုရင်တော့အရန်ကြီးမထင်းဘူးနော်သူကအဲ့လိုနောက်တစ်ခုကကြတော့ဒါက butterfly မှာ butterfly ကတော့တော်တော်လေးထင်းတယ်ပေါ့နော်ဆိုတော့သူကတော့ပြောရလို့ရှိရင်ကို makeup များများလေးပြင်မှာမျိုးတို့အပြင်သွားတာတို့ဓာတ်ပုံရိုက်မှာတို့ဆိုလို့ရှိရင်တော့ဒီ butterfly လေးကတော်တော်အဆင်ပြေတယ်သူကအားလုံးထဲမှာတော့အထင်းဆုံးလို့ပြောလို့ရတယ်မိုးပိုင်ဆိုင်ထားသမျှဝါစာတို့အားလုံးထဲမှာဆိုရင်တော့သူကဒါအထင်းဆုံးနဲ့အပေါ်ဆုံးပေါ့နော်ဒါတွေဆိုလဲဒါအလျားအတူတွေပဲသူကဒါကတော့ Catley Bunny သူကတော့ Catley Bunny ကဒါဘတ်ဆယ်လာလို့ပဲပြောလို့ရတယ်လူတော်တော်ကြိုက်တယ်ပေါ့နော်ဒီ Catley Bunny ကကြတော့သူကတတ်ထားလို့ရှိရင်မျက်လုံးလေးကိုဝင်းလေးနဲ့ခုနက butterfly လောက်သူကအရန်ကြီးထူထူထင်းထင်းမဟုတ်ဘူးသူကကြတော့ထင်းတော့ထင်းနေဒါပေမဲ့ကြဲကြဲထင်းထင်းလေးပေါ့နော်ဒါလေးလည်းမိုးကြိုက်တဲ့ထဲမှာပါတယ်သူလည်းလှပါတယ်ဒါပေမဲ့daily ရုံတက်တာမျိုးတော့အဆင်မပြေလောက်ဘူးအရန်ထင်းလို့ပေါ့နော်ဒါကတခုချင်းစီရဲ့အပြင်ပုံလေးကိုပြပေးတာပါဒါလေးက plum black ပါဒါကတော့ plum black ကိုမှ plus ပေါ့နော် number 9လို့ခေါ်တယ်ဒီမျက်တောင်တွေထဲမှာဆိုလို့ရှိရင်သူကကြတော့ခုန cloudy black ပါအားကြောင့်ပြောတာနော်ဒီမှာ cloudy black ကလေပုံစံလေးကရိုးရိုးရှင်းရှင်းလေးပဲမျက်တောင်ဆက်ထားတဲ့ပုံစံမျိုးလေးပေးတယ်ပေါ့နော်ဒါလေးကကြတော့မိုးပြမယ်နော်ပို့အဆင်ပြေအောင်လို့နှစ်ခုစလုံးကိုရှင်းပြလိုက်ပါမယ်အလျားအတိုးရှိနှစ်ခုပေါ့နော်သူကတော့ number 14 frost black ပါ frost black ကိုပေါ်အားဟာကတော့အလျားပုံမှန် original width ပေါ့နော် 21.5mm အောက်ကဟာကတော့ plus 23mm ဆိုတဲ့ဟာလေးပါplus ကတော့ပိုတက်ရတာအဆင်ပြေတယ်ပေါ့နော်ဒီခရမ်းလေးကကြတော့ခုနကဒါ Catley Bunny ပါသူကကြတော့ဒီဟာကတော့ butterfly ပေါ့နော် butterfly cookie လို့လည်းခေါ်တဲ့ဟာလေးပါ butterfly cookie ကတော့ပိုထင်းတယ်ပေါ့ဒါကတော့သူ့ထဲက water တစ်စိတ်ကပဲ liquid မြက်eyeliner ပေါ့တော်တော်လေးဆွဲပြီးကောင်းတယ်လုံးဝမပြတ်ဘူးဒါအခုတော်တော်လေးမိုးကြိုက်နေတာပေါ့နော်eyeliner ဆိုပြတဲ့သူဟာလုံးဝ tip ကလေလုံးဝမြင့်မြင့်လေးနဲ့ချွန်ချွန်လေးကိုမှတကယ်ကိုတနေကုန်ခံတဲ့အတွက်ကြောင့်မလို့တော်တော်လေးကြိုက်ပါတယ်မိုးကူဗီဒီယိုထဲမှာတော့ Cam Make ကeyeliner သုံးထားတာပေါ့နော်ပြန့်တယ်မိုးတော်တော်သူများတွေကတော့မပြန့်ဘူးပြောတယ်မိုးကတော့အစီရမ်းပြန့်လို့ထင်တယ်ပြန့်ပါတယ်ဒါကတော့ Wasato ကဒီ eyelash color လေးပေါ့နော်ဒါကမိုးလက်ဆောင်ရတာပါအိမ်မိုးဝယ်တဲ့ဆိုင်ကဒီမိုးမှားခိုင်းတဲ့ဆိုင်ကပေါ့နော်ထိုင်းကမှားတဲ့ဆိုင်ကသူတခါဝယ်တိုင်းအဲ့ပွားလေးပါပါတယ်မျက်တောင်ကော့ရဟာလေးပါပါတယ်ဒါကတော့ eyelash fizzer မျက်တောင်အရင်ကော့ရတယ် fizzer လေးကိုသုံးရတယ်ပေါ့နော် fizzer သုံးပြီးတော့မှမျက်တောင်ကိုတက်ရပါတယ်ဒါကတော့မျက်ခုံးမွေးဆွဲခန်းလေးပါသူလည်းသူ့ဈေးလေးနဲ့သူတော်တော်သုံးလို့အဆင်ပြေပါတယ်ကဲအားလုံးကတော့ဒါအခု Wasato product ကြီးသမျှအကုန်လုံးပါကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်